အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Burmese Tea စကားဝိုင်းလေးရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့အစီအစဉ်မှာတော့ကျွန်တော်တို့ကအရင်လိုမျိုးပေါ့နော်တရားတခွန်းစီလေကန်တာထက်ဆိုင်ရင်ဘာအစီအစဉ်လေးဖြစ်သွားလဲဆိုတော့ဘယ်လိုအစီအစဉ်လေးဖြစ်သွားလဲဆိုတော့ဂျားထဲမှာလည်းကျွန်တော်တို့ကဒီအရှိပိုင်းမှာ podcast တွေမှာလည်းသိကျင်တာလေးရှိရင်မေးတာပါပြောထားတဲ့ပုံမှာကျွန်တော်တို့လည်းမေးခွန်းလေးတွေစုထားတယ်ပေါ့နော်အဲ့ဒီမေးခွန်းလေးတွေကိုပြန်ပြီးတော့ဖြေချပေးမဲ့အစီအစဉ်ဖြစ်သွားတာပေါ့အဲ့လိုမျိုးပုံစံမျိုး page မှာလာပြီးတော့မေးထားတယ်မေးထားတာတွေကတော့အများကြီးပဲတော်တော်စုံလင်းလည်းမေးတယ်အများကြီးပဲပြောက်တော့ပဲအဲ့ဒီထဲမှာမှကျွန်တော်တို့လည်းပြန်ဖြေပေးဖို့လည်းအဆင်ပြေတယ်အဲ့ဒါလေးတွေကိုလည်းပြန်ပြီးစုကြည့်ရတယ်ပေါ့နော်အများစုသိနေတဲ့ question တွေပေါ့အကုန်လုံးတော့လည်းပြန်ဖြေပေးဖို့လည်းအများကြီးပဲပေါ့နော်မေးခွန်းတွေကပြောက်တော့ပဲဆိုတော့အခုလောလောဆယ်တော့ထုတ်ထားတဲ့နောက်များမှာလည်းတခြားမေးခွန်းတွေကိုလည်းထပ်ပြီးတော့တင်ဆက်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကတော့မေးခွန်းမေးတဲ့လူဖြစ်သွားတာပေါ့လေမေးခွန်းမေးတဲ့လူအနေနဲ့မေးရမယ်ကိုစွဲမောင်နဲ့ကြော်ကြီးနဲ့ကတော့ဒီမေးခွန်းလေးတွေကိုပေါ့နော်အလင်းတင်တယ်လို့လေးဖြေချပေးသွားပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်တရင်မှကြီးညာတင်းကြီးညာနေတယ်လို့ပဲစပထမမေးခွန်းပါလေပထမဆုံးမေးခွန်းအနေနဲ့ပေါ့နော်မေးခွန်းတွေအများကြီးရှိတဲ့တဲကမှမေးရတာကဒီတူရကီမှာကျောင်းလာတက်မဲ့ကျောင်းသားအနေနဲ့ပေါ့နော်ကျောင်းတက်ရင်လည်း part time job ပေါ့လုပ်လို့ရလားဆိုပြီးတော့မေးတာဒီမေးခွန်းကဟိုတနေ့က podcast မှာလည်းငါတို့တေချာလေးရှင်းပြသွားတယ်နော်ဒီရှင်းပြတာတော်တော်လေးရှင်းပြတာတဲ့အယုံဆုံးပေါ့နော်podcast မကြည့်ရသေးတဲ့လူဆိုရင်တော့အရင်တော့ကြည့်လိုက်တော့ကြည့်ပြီးတော့မှဒီဗီဒီယိုပဲကြည့်နေတဲ့လူဆိုရင်လည်းနည်းနည်း idea တွေရပါအောင်အချင်းချင်းတော့ပြန်ပြောပြပေးမယ်ဘယ်လိုလဲဆိုတော့တူရကီမှာအဓိကကျောင်းလာမြန်မာနိုင်ငံကနေပြီးတော့ပေါ့နော်အဓိကကျောင်းလာတက်တာကျောင်းသား2မျိုးပဲရှိရယ် bachelor လာတက်တာရယ် master လာတက်တာရယ်အဲ့တော့ bachelor လာတက်တဲ့ကျောင်းသားကတော့သူကဒီ full time တော့အလုပ်လုပ်လို့မရအောင်ကျောင်းဖွင့်ချိန်ဆိုရင်တော့ဒါနေရာဒီကျောင်းပိတ်ရဆိုရင်တော့တစ်မျိုးပေါ့နော်ကျောင်းဖွင့်ချိန်ဆိုရင်တော့သူက part time ပဲလုပ်လို့ရမယ် part time လုပ်လို့ရတာဖြစ်တဲ့အတွက်ဒါကတော့သူအလုပ်လုပ်တဲ့နေရာနဲ့ညှိပေါ့နော်သူပဲအချိန်လုပ်လို့မယ်ပါတယ်ညာတယ်ဆိုပြီးတော့အရန်တော့ master ကျောင်းသားလို့ဝင်ဝင်မကောင်းဝင်မကောင်းလုပ်လို့ရတယ်ဒါပေမဲ့ဒီ full time ရော part time ရောနှစ်မျိုးလုံးပေါ့နော်တူရကီမှာကျောင်းသားအလုပ်လုပ်တာ officially တော့မဟုတ်ဘူးဟိုမှာတခြားနိုင်ငံတွေလိုကျောင်းသားရဗရနိုင်လုပ်လို့ရတယ်ဆိုတာမျိုးမရှိဘူးဒါအလုပ်ရှင်နဲ့အလုပ်သမားနဲ့ညှိညက်ပြီးလုပ်ကြတာပဲအဲ့တော့အဓိကသူတို့နှစ်မျိုးလုံးကဘာတွေလုပ်ကြလဲဆိုတော့စားသောက်ဆိုင်တွေမှာလုပ်ကြတယ်အဝတ်ခောက်တဲ့အလုပ်တွေလုပ်ကြတယ်ရေပိုက်ဆက်ရုံတွေမှာလုပ်ကြတယ်အဲ့လိုမျိုးပေါ့နော်မာစတာကျောင်းသားကြတော့အထူးသဖြင့်ဒီ full time လုပ်လို့ရတယ် full time လုပ်လို့ရတဲ့ပုံမှာသူကတော့နည်းနည်းလေးဝင်ငွေပိုကောင်းတယ် full time လုပ်ပြီးတော့မှညနေဘက်ကျောင်းတက်တာတို့ဘာလို့လုပ်လို့ရတဲ့ပုံမှာသူကချင်းချင်းလေးပြောရရင်ကျောင်းလာကမကာဗာကျောင်းလာကကာဗာမဖြစ်ရင်အောင်သူကသူ AC အနေထိုင်စားတောက်လို့ရတဲ့အထိဝင်ငွေရှာလို့ရတယ်အဲ့လိုမျိုးအခုကဒါကျောင်းတက်ရင်လည်း part time လုပ်လို့ရတဲ့အကြောင်းကိုစဲမောင်ကပြန်ပြီးတော့ရှင်းပြပေးသွားတာဗောနော်အစမှာလည်းကျွန်တော်တို့အရင် podcast ဒီမှာဒါတွေကပြည်စုံလုံးလည်းပြောထားပြီးသွားပြီဒါတော့အချင်းချင်းအနေနဲ့ပြောထားတယ်ဆိုတော့နောက်ထပ်ဒုတိယမေးခွန်းတစ်ခုအနေနဲ့ကြတော့သူကမေးရတာကျောင်းနဲ့တော့မပတ်တော့ကျောင်းကိစ္စရေလို့တော့မဟုတ်ဘူးဗာမေးရလဲဆိုတော့အစ္စတန်ဘူကိုလာရင်းနဲ့သူကတော့အဓိကအစ္စတန်ဘူလို့မေးတာပေါ့နော်ကျွန်တော်ထင်တော့အစ္စတန်ဘူမြို့အကြောင်းကိုမေးတယ်ထင်ပါတယ်အစ္စတန်ဘူကိုလာမယ်ဆိုလို့ရှိရင်တူရကီနိုင်ငံမှာရှိတဲ့အစ္စတန်ဘူကိုလာမယ်ဆိုလို့ရှိရင်ဘယ်နေရာတွေကိုလက်ပတ်လို့ကောင်းလဲဆိုတာကို suggest လုပ်ပေးပါအောင်ပေါ့ဘယ်နေရာတွေကိုလက်ပတ်လို့ကောင်းလဲဆိုရင်တော့အစ္စတန်ဘူမြို့မှာလက်ပတ်စရာနေရာမကုန်တော့ဖြစ်နေဆိုတော့အဓိကအဖြစ်ပြောမယ်ဆိုရင်တော့အားလုံးနဲ့တွားကြတဲ့ဒီ tourist attraction နေရာတွေပေါ့နော်ပလီတွေတွားလည်လို့ရတယ်တကယ်တပိုင်းကြောင်ရှိတဲ့ပလီတွေရှိတယ်ပြီးတော့ဒီတူရကီနိုင်ငံအကြီးဆုံးပလီလည်းရှိတယ်ပလီတွေလည်လို့ရတယ်နောက်ပြီးတော့ဒီတကယ်အထင်ကြီးပေါ့နော် church ကျောင်းတွေဒါတွေလည်လို့ရတယ်နောက်ပြီးတော့ shopping လုပ်လို့ရတဲ့နေရာတွေအများကြီးရှိတယ်အထူးသဖြင့်တော့ Grand Bazaar ပေါ့တကယ်နှစ်ရာနဲ့ချီပြီးရှိတဲ့ဈေးရှိမယ်နောက်ပြီးတော့ဒီ Bosphorus tour ဒါလူတိုင်းလောက်ကြတဲ့ဟာတွေပေါ့နော်အဲဒီ Bosphorus tour လုပ်လို့ရမယ်နောက်ပြီးတော့ဒီ Ortsakri မှာ compare စားတာတို့အဲ့ဒီနေရာလဲတွားပြီးတော့ကြည့်လို့ရတယ်အဲ့ compare video ရှိလားမရှိဘူး compare video မရှိဘူးနော်ရိုက်ပြီးတော့မတင်ပြလိုက်ရဟုတ်တယ် compare စားပြီးတော့အဲ့ Ortsakri တခြားမှာလဲတာလုပ်လို့ရတယ်Istanbul မှာပြီးတော့ Europe side နဲ့ Asian side လဲထပ်ပြီးတော့ကွဲသေးတာ Europe side မှာတော့လဲစရာပုံများတယ်ဒါပေမဲ့ Asian side မှာလဲလဲကျင်တယ်ဆိုရင်တော့ခုနပြောတဲ့ပလီထဲမှာဆို Chamni ကြပလီနဲ့အတူတူထပ်ပြီး Chamni ကြတာဝါလဲတက်လို့ရတယ်ဒါ Istanbul မြို့တစ်မြို့လုံးရဲ့ view ကိုကြည့်လို့ရတဲ့နေရာတွေရှိတယ်နောက်ပြီးတော့အထင်ကြီးကစားတောက်ဆိုင်တွေပေါ့
ဒီတူရကီရဲ့နာမည်ကြီးအစားအသောက်တွေ kebab တွေတူရကီရဲ့ရိုးရာအစားအသောက်တွေစားလို့ရမယ်နောက်ပြီးတော့ဒီမုတ်အချိုတွေပေါ့ Turkish sweets တွေအဲ့ဒါတွေလိုက်ပြီးတော့စားလို့ရမယ်နောက်ပြီးတော့ဒီအမီနိုနူစစ်ကေဂျီတစ်လျှောက်မှာပေါ့အဲ့နာဒီမှာ ကျွန်တော်တို့ကြိုက်ဆုံးနေ အစမှုသွားရင်အများနဲ့ဟိုဒီတိုင်းညဘက်လက်ဖေးပဲတောက်ပြီးတော့ထိုင်နေ အနည်းဆုံးတော့ Halish တရာကြီးပေါ်မှာတစ်ခေါက်လမ်းလျှောက်လိုက်ပေါ့နော် ဟုတ်တယ်နောက်ပြီးတော့တခုပေါ့နော် Istanbul လာလေဆိုရင်ဟို public transportation နဲ့3ကြီးတင်တယ် ဟုတ်တယ် ဒီ Marmaray တို့ဘာလို့ C ကြီးတင်တယ်ပေါ့နော်အမြန်ရထားတွေပါတယ်ဆိုတော့ Istanbul မှာပြောရင်တော့ကုန်မှာမဟုတ်ဘူးအများကြီးပဲရှိတယ်ဟိုတပုံရိုက်တာဝါသနာပါတဲ့လူတွေနောက်ပြီးတော့ဒီဗီဒီယိုရိုက်တာဝါသနာပါတဲ့လူတွေ တစ်လလောက်ကောင်းကောင်းလေလို့ရမှာထင်တယ်နော် ဟုတ်တယ်တော်တော်ကောင်းလေလေနောက်ပြီးတော့ဒီညဘက်ဆိုရင်လည်း night walking street တွေပေါ့ Taksim ကတော့နာမည်အကြီးဆုံးပေါ့ Taksim ရှိတယ်ဒါ Asian side မှာဆိုလည်းရှိပါတယ် ရှိမယ် ကလဒါတာဝါတွေတွားလို့ရမယ်အများကြီးပါပဲဒါကတော့အခုကျွန်တော်ပြောရတဲ့ဟာတွေအကုန်လုံးကအများဆုံး tourist တွေလဲတဲ့နေရာတွေပေါ့နော် ကျွန်တော်လည်းဖြစ်စော်ရွေ Grand Bazaar ဆိုတဲ့ဟာလည်းရှိအောင်ဆိုတော့တခြားနိုင်ငံတွေကလာရင် Grand Bazaar ဈေးကြီးကိုလဲဟိုဘယ်လိုပြောမလဲ အဲ့ဒီဈေးကလဲဖို့ကတနေ့ကုန်သွားမယ်ဈေးထဲမှာပတ်ကြည့်လို့ကုန်မှာပေါ့ နောက်တစ်ခုကကြတော့ ဈေးစစ်နိုင်ဖို့ရလို့တယ်အရင်ရေးကြီးဆုံးချက်ပဲ အဲ့တော့ကြတော့ကျွန်တော်တို့ပေါင်းစီယာ channel မှာလည်းဒီ Grand Bazaar explore လုပ်ထားတဲ့ video လည်းဒီမှာလေထားတဲ့ video တွေလည်းတော်တော်များများရှိရတင်ထားရလည်းရှိရဝင်ကြည့်ပါတော့ တန်းနေလောက်ရှိပါပြီပြန်ရိုက်ပါလား inshallah ဆိုတော့နောက်ထပ်မေကွန်တစ်ခုလေးဆက်သွားလိုက်မယ်เนาะဟိုမေကွန်နေကြတော့လည်းနည်းနည်းများတဲ့ပုံမှာဟိုတစ်ခုနဲ့နည်းနည်းလေးမြန်လိုက်တော့လည်းကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒီဟာနဲ့ပဲဆက်ဆက်တယ်ကျွန်တော်ကြော်ရွပဲမေးလိုက်ပါတော့မယ်trip plan ဆွဲပြီးလား trip plan ဆွဲပြီးမှာပေါ့ကျွန်တော်ဗာမီစီယာရဲ့ လောကရင်တော့ဆက်သွယ်လိုက်ပေါ့ လိုအပ်ရင်တော့ဆက်သွယ်လို့ရပါတယ် trip plan ဆွဲပြီးပါတယ်ကျွန်တော်တို့အဲ့လိုမျိုးဟို private tour လေးလည်းကျွန်တော်တို့စီစဉ်ခိုင်းတာတွေရှိတော့အဲ့လိုမျိုးတွေလည်းစီစဉ်ပြီးတယ်ဆိုတော့ဒီ trip plan ဆွဲရတာတို့ဘာလို့အကုန်ပါပြီးသားပါပဲလုပ်ပေးပါတယ်အဲ့ဒါတွေလည်း ကျွန်တော်တို့ပါပါ ကျွန်တော်လည်းတူတူလဲကျင်နေဆိုရင်တော့လဲပေးမှာပေါ့တူတူ okay အဲ့တော့ကျွန်တော်ကိုသုံးအောင်စီသွားလိုက်မယ်နောက်ထပ် အိမ်လာမှာ ဟမ် အိမ်လာမှာ မေကူကြောင်းပြောနေတာမေကူမေးနေတာokay ဒီမေကုန်းကလည်းအခုနကအကြောင်းကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာပဲဆက်သွားတယ်ပေါ့နော်အခုကကြာတော့အကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့မေးနေတယ်လို့ဖြစ်အဲ့တော့မေးတာကတူရကီကနေပြီးတော့တဲ့တခြားနိုင်ငံကိုအလုပ်သုံးမဟုတ်ရင်တဲ့ကျောင်းနဲ့ပြောင်းမယ်ဆိုရင်ရောဘာတွေပြင်ဆင်လုပ်ဆောင်တင်လဲတဲ့ အဲ့မိကုန်းကိုဘယ်လိုဖြေရမလဲဆိုတော့ဒီတူရကီမှာပေါ့နော်ဘတ်ချလာပွဲရပြီးတော့တခြားနိုင်ငံမှာအလုပ်သွားလုပ်ချင်တယ်ဆိုလို့ရှိရင်အထူးသဖြင့်ပေါ့နော်ဘတ်ချလာကျောင်းသားတွေအနေနဲ့ဘတ်ချလာကျောင်းသားရငယ်တာဟုတ်သူတို့အနေနဲ့ကြတော့ဒီတက်တီးရလောက်မှတည်းကစပြီးတော့အကြောင်းပြီးတော့မယ်ပေါ့ပြီးတော့မယ်ဆိုတော့သူတို့မြင်တဲ့အချိန်မှာတက်တီးရလောက်မှတည်းကစပြီးတော့ကိုသွားချင်တဲ့နိုင်ငံအကြောင်းကိုဘယ်နိုင်ငံသွားချင်လဲဆိုတော့အချို့တင်ရှာဖွေထားပြီးတော့အဲ့နိုင်ငံမှာရှိတဲ့ဒီအလုပ်လျှောက်တဲ့ website တွေဥမာ Indeed တို့ဘာလို့ဆိုတာနိုင်ငံတိုင်းနည်းမှာရှိတာအဲ website တွေဘာတွေတုံးပြီးတော့လျှောက်ထားတင်တယ်နောက်ပြီးတော့ LinkedIn profile ကောင်းကောင်းတစ်ခုရှိတာတင်တယ်ဒါလူတိုင်းမှာရှိတင်တယ်ပေါ့နော်လူတိုင်းမှာရှိတင်တယ်အဲ့လိုမျိုးပုံစံနဲ့ရှာပြီးတော့အလုပ်တွေပါ apply လုပ်ပြီးတော့ offer letter ရခဲ့လို့ရှိရင်အဲ့နိုင်ငံကိုပြောင်းတာတော့အလွယ်ဆုံးပဲ offer letter မရခဲ့ရင်ကြတော့ဒါ visa free ဖြစ်တဲ့နိုင်ငံတွေ visa လွယ်လွယ်ကူကူရတဲ့နိုင်ငံတွေဥပမာဒူဘိုင်တို့ visa free ဖြစ်တဲ့နိုင်ငံဆိုရင်ဒါထိုင်းနိုင်ငံတို့ဒီဟိုဘက်အင်ဒိုနီးရှားတို့ဘာတို့ပေါ့နော်အဲ့နိုင်ငံတွေကိုသွားပြီးတော့အဲ့နိုင်ငံတွေမှာလုပ်လို့ရလားမရလားရှိနေကြည့်ပေါ့နော်အထူးသဖြင့်ယူရိုပသွားခြင်းကြတာများတယ်အကြောင်းသားတွေအနေနဲ့ယူရိုပသွားခြင်းတဲ့လူကြတော့လေကိုသွားခြင်းတဲ့နိုင်ငံဂျာမနီလားအီတလီလားဒါတွေစော်ကြီးကဂျိုပြီးတော့တက်တီးရလောက်တွေကစပြီးတော့ပေါ့နော်ဂျိုပြီးတော့ခြာတာတဲ့တယ်ခြာတာပြီးတော့မှကိုသွားခြင်းတဲ့နိုင်ငံရဲ့ဟိုဘယ်လိုပြောမလဲသွားတဲ့လူတွေအများကြီးရှိတယ်ကွာရှိမှလည်းဟိုအကိုတို့တငယ်ချင်းတွေထဲမှာလည်းသွားကြတာပဲဂျာမနီသွားတဲ့လူရှိတယ်ဒူဘိုင်သွားပြီးလှုပ်တဲ့လူရှိတယ်နောက်ပြီးလို့ရှိရင်ဒီစင်ကာပူသွားပြီးတော့လှုပ်တဲ့လူတွေရှိတယ်အဲ့တော့အင်္ဂလန်သွားတဲ့လူတွေလည်းရှိတယ်အဲ့တော့တွားကျင်လဲဆိုရင်တွားလို့ရတယ်အဓိကကိုချိုတင်ပြင်ဆင်တာပြီးတော့ဒီကိုကျောင်းတက်တဲ့ကာလမှာရခဲ့တဲ့ international student တွေပေါ့နော်အဲ့ဒါတွေနဲ့ဆက်သွယ်ပြီးတော့လုပ်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ် okay ဆိုတော့နောက်ထပ်မေးခွန်းတစ်ခုထပ်သွားပါမယ်နောက်ထပ်မေးခွန်းတစ်ခုကကျော်ယူပဲမေးလိုက်မယ်ပေါ့နော်တူရကီလာဖို့တူရကီစကားသင်ကျင်တယ်ဆိုရင်ဘာမှသင်လို့ရမလဲတဲ့ ဒီကမှာတော့ဟိုတင်လို့ရတဲ့ဟို source တွေကတော့အများကြီးရှိပါတယ်အဓိကတော့ဟိုပုံမှန် YouTube မှာတင်ပြီးတဲ့ဒီ Turkish course တွေလည်းရှိတယ်ဒါမှမဟုတ်ကိုယ့်ဘက်ကိုဒီ Duolingo Pro ဘာတွေကနေပြီးတော့လဲ daily တင်လို့ရမျိုးတွေလည်းရှိတယ်ပတ်စံပေးပြီးတော့ပေါ့နော် paid version ဆိုရင်တော်တော်လေးအသုံးဝင်တယ်တော်တော်လေးတင်လို့ကောင်းတယ်
အဲ့လိုမျိုးတွေသုံးပြီးတင်လို့ရတယ်ရှိတယ်နောက်ပြီးတော့ဒီတူရကီစကားတက်တဲ့မြန်မာဆရာမတွေနဲ့ပဲတင်ကျင်တယ်ပေါ့အဲ့လိုမျိုးဆိုရင်လည်းလက်ရှိတင်ပေးနေတဲ့မြန်မာတွေရှိပါတယ်3ဦးလောက်ရှိပါတယ် မယ်သူတို့နဲ့လည်းဆက်သွယ်ပြီးတင်လို့ရတယ် Facebook မှာနာမည်ကြီးတွေပါပဲအကုန်လုံးမြန်မာတူရကီစကားတက်တဲ့မြန်မာဆရာမတွေနဲ့တင်ကျင်တယ်ဆိုရင်လည်းသူတို့နဲ့တင်လို့ရတယ် Okay ဟိုဒါကလည်းကြောင်းမထပ်ပြီးမိတယ်ပေါ့နော်ဟို Islamic University တွေကိုတဲ့ scholar ရှောက်လို့ရလားတူရကီမှာ တူရကီမှာ Islamic University scholar ရှောက်လို့ရလားဒါ theology ဖတ်ချင်တာပေါ့ ilahiya ဖတ်ချင်တာပေါ့လို့လားဖြစ်မယ်ကျွန်တော်တို့ဒီ Islamic University လို့သုံးတာ ဒါမှမဟုတ်တော့မဒီနာမှာကျောင်းသားတက်တယ်လို့မျိုးတက်ချင်တာလားအဲ့လိုမျိုးဆိုရင်ကတိတ်မရှိဘူးလို့ အဲ့လိုမျိုးမရှိဘူးနော် အဲ့လိုမျိုးတိတ်မရှိဘူး theology တက်ချင်တယ်ဆိုရင်တော့ theology ကလည်းဒါခေတ်ပညာနဲ့ဟိုသာသနာပညာကိုတွဲထားတဲ့ department ကိုပြောပါပဲဟုတ်တယ်အဲ့တော့ scholarship ရှိလားဆိုရှိတယ်ဟို Turkish Bursary ထဲမှာပဲ Turkish Bursary လေအခုနောက်ဆုံး Turkish scholarship 100% pay scholarship ထဲမှာပဲရှိတယ်အဲ့ဒါမှာပဲဝင်လျှောက်ကြည့် Okay ပြီးတော့နောက်တော့မေကွန်းတစ်ခုကိုသွားမယ်ဆိုလို့ရှိရင်နောက်တစ်ခုကဒါကကျွန်တော်တို့အကြောင်းဖြစ်သွားပြီသူကဘယ်လိုမေးရလဲဆိုတော့ဘာလို့ podcast ဒီဘက်ကိုရောက်သွားတာလဲတဲ့ဟိုအရင်လိုမျိုး travel vlog လေးတွေစမရိုက်တော့ဘူးလားတဲ့အဲ့တော့ကြော်ကြီးပဲဖြေလိုက်ပါတော့ဘာပြောမှမသိဘူး travel vlog တွေကဆက်တော့ရိုက်မှာပါရိုက်မဲ့ plan တော့ရှိပါတယ်ဘာဖြစ်လို့မရိုက်ဖြစ်တော့လဲဆိုတာကျတော့လူမစုံတော့လို့ပါကျွန်တော်လူမစုံဆိုတာတယောက်တနေရာစီရောက်ပါတယ်မြို့ပြောင်းသွားတဲ့လူတွေရှိတယ်နိုင်ငံပြောင်းသွားတဲ့လူတွေရှိတယ်ပေါ့ဖြစ်နှစ်ယောက်ဖြစ်ပေါ့နော်ရိုက်ဖို့အတွက်စူးစမ်းအားထုတ်နေပါတယ်ရိုက်မယ်ဆိုတော့အရင်လိုပေါ့၄ယောက်လုံးပြန်စုပြီးရိုက်ဖို့တော့နည်းနည်းခောက်အောင်ပေါ့နော် solo travel vlog တွေတော့မြင်ကောင်းမြင်တွေ့ရမှာပါဘယ်ဟာပိုကြိုက်လဲပရိသတ်တွေကမေးကြည့်ပါဗလေးကြိုက်တယ်ပေါ့ဆိုတော့နောက်တစ်ခု Okay ဒီအားကြတော့တူရကီကိုတဲ့ပထမဦးဆုံးလာမယ်ပေါ့နော်ပထမဦးဆုံးလာမယ်ဆိုရင်တဲ့ဘာတွေပြင်ဆင်ယူလာတင်လဲတဲ့ဘာတွေယူလာမလဲဘာတွေယူလာအရေးကြီးဆုံးပါလဲနှစ်ယောက်လုံးပဲဖြေလိုက်တော့ထမင်းပေါင်းနံပါတ်1အရေးကြီးဆုံးထမင်းပေါင်းအဲ့တော့ထမင်းပေါင်းကနည်းနည်းတော့ရှုပ်နေထမင်းပေါင်းကဟိုမြန်မာဆိုတဲ့အထိုက်လျောက်ထမင်းမစားရင်အပိုက်မွာရှင်းပြောထမင်းမစားရင်အပိုက်မွာအဲ့တော့ထမင်း3ရက်လောက်မစားရင်ထမင်းစားခြင်းနေအဲ့တော့ထမင်းပေါင်းကအရေးကြီးဆုံးပဲတူရကီမှာလို့အရေးကြီးလဲဆိုတူရကီမှာထမင်းပေါင်းမရှိဘူးလားဆိုမရှိဘူးဆိုတာမြန်မာနိုင်ငံကထမင်းချက်တဲ့ပေါင်းလို့မျိုးမရှိဘူးရှိခဲ့လို့ရှိရင်လည်းအရင်စီကြီးတယ်တိုးတာအနှိမ့်ဆုံး1600နေပြီးတော့စား1600ဆိုဒေါ်လာအခုခေတ်ပတ်စံတယ်50လောက်ရှိမှာနော်ဒေါ်လာ50လောက်ဆိုတော့ဒါ2သိန်းကျော်ပေါ့2သိန်းကျော်ကနေစားတာဆိုတော့ဒါမြန်မာနိုင်ငံမှာဝယ်ခဲ့တာအရင်အထောက်အကူပြုလိမ့်မယ်ပြီးတော့လွယ်လွယ်ကူကူလည်းဝယ်လို့မရဘူးတော်တော်ရှားတယ်ပြောရမယ်နော်ဟုတ်တယ် Amazon TR တို့ဘာတို့ကနေဟုတ်တယ် Amazon မှာရှိတယ် Tranyo တို့ Hapsiburada တို့ဘာလို့ရှိတယ်အဲ့ဒါနေ quality အဲ့လောက်အကောင်းကြီးလည်းမဟုတ်ဘူးဒါပေမဲ့ဈေးတော်တော်ကြီးတယ်နော်ဆိုတော့ထမင်းပေါင်းဟိုကတော့အရေးကြီးဆုံးပဲအရင်အရေးကြီးတယ်နောက်ပြီးလို့ရှိရင်ဒီအကယ်၍ပေါ့နော်အကြောင်းသားအစ်ခုမှတူစားလာရလို့ဆိုရင်တော့မြန်မာနိုင်ငံကစားလာတဲ့အချိန်မှာခောက်ဆွဲကြောက်ထုတ်လေးတွေinstant food လေးတွေပေါ့နည်းနည်းထည့်လာခဲ့တင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာရှိတဲ့ခောက်ဆွဲကြောက်တွေကမြန်မာပြည်ကဟိုခောက်ဆွဲကြောက်တွေနဲ့ဘာမှအရသာမတူဘူးအကုန်လုံး portion နဲ့ရဲရောက်ချင်းစားဖို့ခက်တယ်အနေနဲ့ instant food လေးပါလာလို့ရှိရင်ထမင်းတစ်မျိုးရှိရင်ကိုတခြားဥမာပစုံရောက်ကျော်တို့ဘာတို့အမေသားကျော်တို့ဆိုရင်ဖောက်ဖက်ပြီးတော့စားလိုက်လို့ရတယ်ဆိုတော့အဲ့လိုမျိုးလေးတွေများယူလာတင်တယ်ပြီးတော့ဖြစ်နိုင်တယ်ဆိုရင်ဟိုပါပေါ့ဒီ winter အတွက်အများကြီးတော့မဟုတ်ဘူးပေါ့ပြီးတော့လာမယ့်ကာလပေါ်လည်းအချိန်ကာလပေါ်လည်းမူတည်ရပါတော့ဒါပေမဲ့လူက January လာမယ်ဆိုရင်တော့အနည်းဆုံးအနွေးရည်တစ်ထည်တော့ပါလာတဲ့ January လာတဲ့ဟာကိုမြန်မာနိုင်ငံမှာ T-shirt တွေနဲ့သွားလို့ရတယ်ဆို T-shirt ကြီးနဲ့လေးမော်တက်လာပြီးဒီကလေစိတ်ကထွက်လိုက်တာနဲ့ခဲသွားတာမျိုးကြတော့ဘယ်လိုခဲသွားမစနာဘာလို့ခဲသွားအေးသွားတာတော့လို့အေးသွားတာဟုတ်တယ်အဲ့မျိုးအဆင်မပြေဘူးလေဟိုလာကြည့်လူကကိုယ်အနွေးတယ်ပဲချွတ်ပေးရတော့မလို့ပါလို့အဲ့လိုဖြစ်ကုန်မှာဟုတ်တယ်မလားဒီကရာဒီကူကဟိုနည်းနည်း အနွေးရပြင်ဖြစ်တယ်ပြောလို့ရတယ်ဆိုတော့ပြောရတာပါလိုင်းတော့ကောင်းတာပေါ့နော်ဒီမှာကြောက်လေအနွေးတွေကတချို့ဟာတွေဈေးများတာပေါ့ဟုတ်တယ်ဆိုတော့ဝယ်တာတော့ဒီမှာပဲဝယ်တင်တယ်နော်အနွေးတယ်ဝယ်ခြင်းတယ်နောက်ပြီးစီ winter wit တွေပေါ့နော် winter sweater တွေပါတယ်ဝယ်ခြင်းတယ်ဆိုရင်တော့ဒီချက်စရာများတာပေါ့နော်ဒါပေမဲ့လာတဲ့အခါမှာတော့လေတစ်ထည်တလီပါလာတော့လေပိုကောင်းနေတာပေါ့အဲ့ဘာလို့ဘာလဲတင်နေလဲပါတယ်ပလောက်ကောဟုတ်တယ်မလားဟိုအဲ့ဒါကျတော့ဒီလိုပါမြန်မာပြည်ကတချို့ဟိုတွေပေါ့ကိုယူလာတဲ့ electronic ပစ္စည်းတွေကဒီနိုင်ငံက plug ကောင်းနေတာ plug တွေမှာဒါ EU plug ပေါ့နော်တူရကီနိုင်ငံက plug တွေအကုန်လုံးကအလုံးပေါ့ဒီမှာအားလုံး2ပင်ပဲသုံးရတယ်2ပင်အလုံးပေါ့2ပင်အလုံးသုံးတာဖြစ်တယ်ပေါ့နော်အဲ့ plug ပေါင်းနဲ့တူတာလေးယူလာရင်တော့ပိုအဆင်ပြေတယ်တချို့ iPhone charger 3 pin ဟိုအဲ့ဆို3 pin 2 pin ဟိုမှာအလုံးယူလာအောင်ပါပေါ့
နောက်ပါရှိတယ် ချန်နယ်တွေကတော့အဲ့လောက်ကြီးအရေးကြီးတယ်လို့တော့မဟုတ်ပါဘူးဒီမှာအကုန်ဝယ်လို့ရတယ် ကိုလိုရာလေးယူတာပေါ့ ပတ်စံ အဲ့လောက်ဒီတော့မပြောတော့ဘူးလေအဲ့လောက်တီးကြရတော့ဟိုလိုကြောင့်လေနည်းနည်းလေးဟောဖြစ်သွားအောင် passport တော့ယူလာပါတော့မပြောနဲ့လေဗျโอเคနောက်တဲ့မိကွန်းတစ်ခုသွားလိုက်မယ်နောက်တဲ့မိကွန်းတစ်ခုကဒါဟိုဟာဖြစ်သွားတယ်တူရကီရဲ့ work visa အကြောင်းလေးပြောပြပေးပါတဲ့ တူရကီရဲ့ work visa အကြောင်းအတူဆုံးပြောမယ်ဆိုရင်တော့ work visa မပေးတာတစ်နှစ်လောက်ရှိပြီပေါ့နော် work visa မချပေးတာအမျိုးစုံပဲသတင်းတွေတော့ကြားပါတယ်ဒီတူရကီဘက်ကမချပေးတယ်ဟိုပြောတာလည်းရှိတယ်မြန်မာနိုင်ငံကတူရကီတန်ယုံကနေပြီးတော့ approve မလုပ်တာတွေလည်းရှိတယ်ဒါပေမဲ့အလုပ်သမားတွေကတော့လိုအပ်ချက်တွေကတော့အများကြီးရှိတယ်အလုပ်သမားတွေရန်လိုအပ်နေတယ်ဒါပေမဲ့ work visa တွေမရကြသေးဘူးဂျားထဲမှာလည်းအဲ့လို3ယောက်စ4ယောက်စလေးရသွားတာလေးတော့ရှိတဲ့အတိုင်းဘယ်လိုရသွားလဲသူတို့ကိုယ်သူတို့လည်းမသိကြဘူးအဲ့တော့ဟိုအရင်လိုမျိုးကြီးလော်လဲကူလာလို့ work visa ပဲနဲ့ပြောတာပေါ့နော် PJ passport နဲ့ work visa နဲ့လော်လဲကူကြီးလာလို့ရနေရမျိုးတော့မဟုတ်တော့ဘူးဒီနောက်ပိုင်းမှာအဲ့လိုမျိုး Facebook မှာအလုပ်ခေါ်တာလေးတွေပါလေးလည်းရှိရဒါပေမဲ့တတိထားပေါ့နော်ပတ်စံကြိုပေးရမယ့်ကိစ္စတွေဆိုရင်တော့နှစ်ဟောက်ပြန်စဉ်းစားပါလို့ပဲအကြံဉာဏ်ပေးချင်ပါတယ် okay work visa အကြောင်းပြပြသွားတာပေါ့နော်အတူချုပ်လေးဒါဆိုကျွန်တော်မီးကြည့်မယ်ပေါ့နော်ဒီမိကုန်းလေးကဟိုတူရကီကိုလာလဲမယ်ဆိုလို့ရှိရင်တဲ့ဘယ်အချိန်တွေကလာလဲလို့ကောင်းလဲတဲ့ ဘယ်အချိန်နဲ့လာလေလို့ကောင်းလဲဆိုတော့ဒါတော့ဟိုလာလည်မဲ့လူရဲ့အကြိုက်ပေါ်လဲမူတည်တာပေါ့နော်တချို့ကျတော့လေဝင်းတောက်ကိုလဲကျင်တာမျိုးရှိတယ်ဒီမှာနှင်းနေကြတယ်ဟာအရန်လှတယ်နှင်းတောင်တက်လို့ရတယ်ဒီဟာတွေစီးလို့ရတယ် cable တွေစီးလို့ရမယ် telepheric device စီးကျင်တယ်ဒါမှမဟုတ်လေဒီ snow နဲ့ပတ်သက်တဲ့ activities တွေလုပ်ချင်တာဆိုရင်တော့ winter လာလေတာတော့ပိုကောင်းတယ်ဒါပေမဲ့ဟိုတူရကီကို tourist အများဆုံးလာတဲ့အချိန်ကတော့ summer လို့ပဲပြောအောင်ပေါ့နော်ဟုတ်တယ် summer လာလေတာတော့ပိုကောင်းတယ် summer ကဒီဟွာပေါ့နော်ဘယ်လောက်ကစမလဲဇွန်လစမယ်လို့ပဲပြောမှာဇွန်ဇူလိုင်ဩဂတ်ဒီ4လပိုင်း5လပိုင်းလောက်လဲဒီ spring ကနေလဲစပြီးတော့ရေကူးလို့ဟိုလာလို့တော့ရတယ်ဒါပေမဲ့ beach မျိုးတွေပါတော့သွားလို့မရဘူးပေါ့နော်ဟိုအမှန်တကယ်တော့ပိုကောင်းတာတော့တကယ်လုံးဝ high season ကကျတော့ဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာဟုတ်တယ်အဲ့ဒီအချိန်မှပြောမှာပေါ့နော်ကျန်တဲ့အချိန် winter လို့တွက်လို့ရတယ်ဒါပေမဲ့တကယ် New York skate season နဲ့သူပဲအချိန်လာတဲ့နော် New York skate season ဆိုရင်12လပဲတစ်လပဲအဲ့ဒီအချိန်တော့ December January New York skate အကောင်းဆုံးကတော့နင်းတောင်နေတက်မယ် summer တော့ပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်ဟိုဘာလို့ဆိုတော့ငါတို့ကိုယ်တိုင်လည်း summer ပို့ပြီးတော့ကြိုက်တယ် summer လာရင်ဘယ်မျိုးတွေသွားတဲ့ဘယ်မျိုးတွေသွားတင်လဲဆိုရင်တော့ summer မှာတိတ်ကြတော့ဒါ Istanbul ပေါ့ဒါဘယ်လိုမဆိုအဝင်ထွက်ကတော့ Istanbul ကနေလောက်ကြတာအများကြီးဆို Istanbul လဲကိုလဲရမယ်နောက်ပြီးတော့ဘယ်ဘက်ကို recommend လုပ်ပေးခြင်းလဲဆိုရင်တော့ဒီ Akdeniz ဘက်ပေါ့ဟုတ်တယ်ဒီပင်လယ် beach တွေအများကြီးရှိတဲ့နေရာအဲ့ဘက်ကရေပူကူးလို့ကောင်းတယ်ရေကူးလို့ကောင်းတယ်ပြီးတော့တော်တော်လေးလှပါတယ်ဘီဂီကစားတာစောဘူးလို့ activity စုံတယ်ပေါ့ Akdeniz ဘက်ကျတော့ရေနက်တော့ကျတော့ activity တိတ်မရှိဘူးအဓိကတော့အဲ့ဒီ Marmaris Bodrum Antalya Fethiye Muğla ဒီဘက်တွေကတော့အရင်လဲလို့ကောင်းတယ်ဒီဘက်တွေလဲလို့ရတယ်နောက်ပြီးတော့ Cappadocia ကျတော့အများစုကြိုက်ကြတယ်ပေါ့ tourist တွေအားလုံးကလာရင်တော့ Cappadocia သွားချင်ကြတယ်ဆိုတော့ Cappadocia သွားလို့ရတယ်ဒီထက်ပိုပြီးနည်းလေးပိုပြီးတော့ဟိုလူအများစုပေါ့နော် foreigner အများစုတော့တိတ်သွားလေးသွားထားမရှိဘဲနဲ့ကျွန်တော်ဒီမှာနေတဲ့လူတွေကသွားထားဘူးပြီးတော့ကြိုက်တယ်ဆိုရင်မြို့တွေမှာပေါ့နော်ဒါကိုယ်တိုင်ကြိုက်လို့ recommend လုပ်ပေးတာပါ Trabzon တို့ Rize တို့ဘက်တွေလည်းသွားကြည့်တဲ့တယ်လို့ recommend လုပ်ပေးတယ် Black Sea region တွေပေါ့အဲ့ဘက်တွေလည်းဟိုနွေရောဆောင်းရော season တွေအားလုံးမှာလှတဲ့မြို့တွေလည်းရှိတယ်ပေါ့နော်အဲ့ဘက်တွေလည်းသွားတဲ့တယ်ဒါပေမဲ့ဟိုတစ်ခုပေါ့နော်ဟိုထပ်ဆောင်ပြီးတော့ပြောပေးချင်တာကဘာလဲဆိုတော့ဒီနိုင်ငံတွေကဟိုဆောင်းနေရောက်သွားပြီဆိုရင်အရန်နေတာတူသွားတယ်အဲ့ဒီအတွက်ဟိုလာလေတဲ့လူအတွက်တချို့ပေါ့နော်ဟိုအရန်မခံနိုင်တာတို့ဘာလို့ဆိုရင်နေတာအရန်တူတော့လူကမနှက်ခင်းကြောက်လဲစောကြီးမထနိုင်ဘူးအပြင်ထွက်တဲ့ချိန်တော့ကြာသွားတယ်10နာရီ9နာရီ10နာရီ17နာရီမှထွက်ဖြစ်တယ်ညနေခင်းကြောက်လဲ9နာရီ9နာရီခွဲဆိုမှောင်ကြောက်သွားတော့လူကတိတ်လဲလို့သွားလို့လာလို့မကောင်းတော့လဲလို့ရတဲ့အချိန်ပမာဏအရန်နည်းသွားတယ်ပေါ့တကယ်တော့ summer လာရင်ကျတော့ဒီမှာမနက်အစောကြီးတချို့9နာရီလောက်ထိထွက်ပြီးတော့တခါတလေကျနေဝင်တာည7နာရီခွဲ9နာရီဆိုတော့အဲ့ဒီချိန်တော့ထိလဲလို့ရတယ်ဆိုတော့ summer ကတော့လာလဲတဲ့ရွယ်ချက်တတ်နဲ့လာမယ်ဆိုရင်တော့ဘူတင့်တော်ရလို့ပဲ winter လာလဲဆိုရင်ရောဘယ်မျိုးတွေကိုသွားတဲ့winter လာလဲမယ်ဆိုရင် Istanbul ရောက်မယ်ဆိုရင်တော့ဒါ Bursa သွားတင်တယ်ပေါ့ကက်ရက်ပဲဖြစ်တယ်နေ့ချင်းပြန်ခရီးသွားလို့ရတယ် telepheric တွေပဲစီးလို့ရတယ်နှင်းတောင်တက်လို့ရတယ်တကယ်လို့အဲ့ထက်ပို့ပြီးတော့ထပ်ပြီးတခြားသောမြို့တွေသွားကျင်တယ်ဆိုရင်တော့ဘယ်မြို့တွေကြံ့ကြံ့ပြရမလဲဆိုတော့ Erzurum တို့ Kars တို့ဘက်တွေသွားကြည့်စီချင်တယ်
local ပဲသွားတဲ့ဘက်တွေပေါ့ အဲ့ပေါ့ local တွေအများဆုံးသွားတယ်ပေါ့အဲ့ဘက်တွေကျတော့ဒီနှင်းနဲ့ပတ်သက်တဲ့ activities တွေအများကြီးလုပ်လို့ရတယ်နောက်ပြီးတော့တခြားနိုင်ငံတွေမှာကျွန်တော်အထင်နဲတော့နဲမဲ့ထင်တယ်ဗောနော်ကျွန်တော်လည်းရောက်တော့မရောက်ဘူးဆိုတော့တခြားတော့မပြောတတ်ဘူးအများစုကမြင်လိုက် teleferic တွေကအပိတ်တွေပဲမြင်ရတယ်ဒါပေမဲ့ဒီ Erzurum တို့ Kars တို့သွားပြီးဆိုရင်အဲ့ဘက်တွေမှာဒီနှင်းတောင်ပေါ်တက်တဲ့ teleferic တွေအားလုံးကအပွင့်နေပြီကိုကဒီတိုင်းပဲအပွင့်စီးရတာဆိုတော့အဲ့ဒီလို experience မျိုးကြိုက်တဲ့လူဆိုရင် try ကြည့်ချင်တဲ့လူဆိုရင်တော့ Kars တို့ Erzurum တို့ဘက်တွေသွားကြည့်စီချင်တယ်နောက်ပြီးတော့ဟိုမှာဆိုရင် Kars မှာကျွန်တော်တို့သွားခဲ့တဲ့အချိန်တော့ဆိုရင်ရေကန်တစ်ခုလုံးဒီ winter ရောခဲသွားတယ်အဲ့ဒီပေါ်မှာရေခဲပြင် skate စီးရတော့ဘာလို့ဒီ ရေခဲဆိုင်ရေခဲနှစ် winter bike ပေါ့ winter bike စီးရမျိုးတွေပါတယ်လေလှုပ်ချင်တဲ့ဆိုအဲ့ဘက်တွေမှာတော့လှုပ်လို့ရတယ်Erzurum တို့ Kars တို့သွားကြည့်တယ် winter လာမယ်ဆိုရင် လူတွေကိုကြတော့ဟိုခကြီးရက်တူလာတဲ့လူတွေအတွက်ကြတော့တိတ် အဆင်ပြေ နည်းနည်းလေးဟုတ်တယ် ဒါ explore လုပ်နိုင်တဲ့လူငယ်တွေသူကပို့ပြီးတော့အဆင်ပြေတဲ့မျိုးတွေပေါ့သူကလူကြီးလာလဲဆိုရင်နှင်းမြင်ရတော့ပြီဆိုရင်တော့ Istanbul လာပြီးတော့ဘူဆောင်နေချင်းမြန်လောက်သွားလိုက်တာ okay ပဲ โอเคနောက်ထပ်မြေကွန်းတစ်ခုလေးသွားပြင်မယ်ပေါ့နော်ကိုစောမောင်ဂါထာတွေပဲ ကြောင်း အလုံးကြောင်း အလုပ်ကြောင်းနေ ကြောင်းနေလုံးကြောင်းနေ နောက်တော့ခွဲရမှရမသိအောင်လားကြော်ရွံ့မိမယ်ဆိုလို့ရှိရင်ဟိုဘာအကြောင်းမေးရဖို့ပြောပါပြောမလဲဆိုတော့တူရကီမှာတဲ့ဟို professional အနေနဲ့အလုပ်လုပ်မယ်ဆိုရင်တဲ့ဘယ်အလုပ်ကလစာအကောင်းဆုံးဖြစ်ပြီးဘယ်လောက်ရမလဲ foreigner အနေနဲ့ပဲဖြေလိုက်မယ်ပေါ့နော်အားလုံးက foreigner တွေဖြစ်တဲ့ပေါ့မြန်မာနိုင်ငံလာတဲ့လူတွေအနေနဲ့လည်း foreigner အနေနဲ့လုပ်လို့မှာဆိုတော့အားလုံးအလုပ်အများစုကတော့ professional အနေနဲ့ပေါ့နော်ဒါ white collar job တွေပေါ့အလုပ်အများစုမြန်မာအများစုလာလုပ်ကြတဲ့အလုပ်တွေကလည်း hotel မှာလုပ်လာလုပ်ကြတာများတယ်စက်ရုံမှာလုပ်လာလုပ်ကြတာများတယ်စက်ရုံမှာလုပ်လာလုပ်တာက hotel မှာလုပ်လာလုပ်တာထက်နည်းနည်းလေးပိုရတယ်နည်းနည်းလေးပိုရတယ်ဆိုတော့ဥပမာတူရကီငွေ4-5,000ပေါ့တူရကီ4-5,000ဒေါ်လာ150-200လောက်ပိုရတာပေါ့ဒါ average တွေပဲပြောသွားတာပေါ့နော်အားလုံးတစ်ယောက်နဲ့တစ်ယောက်မတူတာတွေလည်းရှိမယ်ဒါပေမဲ့ဟိုအခုဒီ2025မှာဘယ်လောက်ထိရကြလဲဆိုရင်ကြတော့minimum wageက22,400အဲ့တော့ဒါလူတိုင်း22,400တော့ရကြတယ်22,400တော့ရကြတယ်အဲ့တော့ဒီဟိုစက်ရုံမှာလုပ်တဲ့လူတွေကတော့ဒီဆက်နည်းနည်းပိုရကြတယ်ပေါ့အဲ့လိုပုံစံမျိုးဒီအပြင်တခြား professional အနေနဲ့ဟိုမှာတူရကီမှာ engineering ပြီးသွားတယ်အဲ့လိုလူအလုပ်လုပ်ချင်တယ်ဆိုရင်တော့ဒီသူ့အလုပ်လုပ်ဖို့အတွက်ကိုအလုပ်ချင်နေရဘယ်လိုမျိုးကြည့်လဲဆိုတော့တူရကီလူမျိုးတယောက်မလုပ်နိုင်တဲ့အရာမျိုးသူလုပ်နိုင်တဲ့အခါမျိုးကြမှာပဲသူ့အလုပ်ခံတယ်တဘောပေါက်တယ်မလားဥပမာဆိုပါစို့တူရကီလူမျိုးတွေကအင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်ဘူးအဲ့လိုမျိုးအချိန်ကြရင် तू ကဒီအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တဲ့လူဆိုရင်နောက်မဟုတ်လဲဥပမာဥရဒူလိုကောင်းကောင်းပြောတတ်တဲ့လူဆိုရင်အဲ့လိုဘာသာက2မျိုးလောက်ထပ်တတ်တဲ့လူဆိုရင်အလုပ်ခံလိုက်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအလုပ်ခံလိုက်ရင်ကြတော့ engineer တွေပါကြတော့ဒီ minimum wage တော့အများကြီးပို့ရတာပေါ့ဟုတ်တယ်မလားနောက်ပြီးလို့ရှိရင်တခြားဘာ professional ရှိအောင်မ ဆရာဝန်တော့ ဟိုမေးကို profession ကိုမေ့ပါ ကျွန်တော်တို့နေရာဒီကသွား ပြောပေးတာ ပြောပြပြီးပါ ဆရာဝန်တွေအနေနဲ့လည်းအမှန်တမ်းပြောရရင်တော့တူရကီမှာဒီကျောင်းပြီးတော့အလုပ်လုပ်တဲ့လူတွေထဲမှာတော့ဆရာဝန်တွေကအဆင်ပြေဆုံး profession လို့ပဲပြောရမှာပဲပေါ့နော်သူတို့က demand များတာအကြောင်းပေါ့နော်တူရကီရဲ့ healthcare system ကောင်းတာရော demand များတာအကြောင်းတခြားအဆင်ပြေဆုံးဆိုတာသူကသူရအဆင်ပြေနေတာမဟုတ်ဘူးဒါဟိုဘယ်လိုပြောမလဲဆရာဝန်တွေမေးလို့ကျင်တယ်အဆင်ပြေလားဆိုရင်တော့တို့လည်းရည်ပါပေါ့နော်ဒါပေမဲ့လည်းတခြား profession တွေနဲ့ရှင်ရင်တော့အဆင်ပြေဆုံးလို့မြင်ကြတာပေါ့အားလုံးအဲ့လိုပြောဟိုကြတော့ဒီ remote job လုပ်တဲ့လူတွေပါဒီအတွက် remote job လုပ်တဲ့လူတွေကြတော့အခုနောက်ပိုင်းတူရကီမှာ remote job လုပ်ပြီးလာနေတဲ့လူတိတ်အားမပေးဘူးပေါ့ဒီကုန်စည်နှုန်းနဲ့ဟုတ်တယ်မလားဒီကုန်စည်နှုန်းနဲ့အဆင်မပြေဘူးပေါ့ဒီကုန်စည်နှုန်းကတကယ်ဟိုUS တို့ Istanbul ရဲ့ဈေးတွေဆိုလို့ရှိရင်ကွာကြည့်လား US မှာအပြင်မှာစားတောက်လို့ရှိရင်1 meal ကုန်ကြစိမ့်နဲ့ Istanbul ကုန်ကြစိမ့်နဲ့က level လောက်တော့နည်းနည်းပဲကွာတော့မှာကွာကြည့်လားအဲ့လိုဖြစ်နေအရင်စီကြီးသွားတယ်တူရကီကဒီအင်္ဂလိပ်ကားတွေအစားအဲ့ပေါ်မှာအခုကကိုဟိုပေါ့ဆရာဝန်တွေအကြောင်းပြောနေနေဆရာဝန်တွေအကြောင်းကိုရှင်းပြပါရယ်ဆိုတော့အဲ့မှာသူတို့ကတော့လက်ရှိအကောင်းဆုံးလို့ပဲယူဆလို့ရတယ်လို့ပြောတာပေါ့လာစာအနေနဲ့ကျတော့ဆရာဝန်တွေကဘယ်လောက်ရကြလဲဆရာဝန်တွေကလာစာအနေနဲ့ဘယ်လောက်ရကြလဲဆိုတော့စရတဲ့ကျောင်းပြီးချင်းပေါ့နော်ကျောင်းပြီးချင်းစရတဲ့လူတွေကဘယ်လောက်ကစရလဲဆိုတော့ဒီ4,000တပတ်ချာလဲလောက်ကစရတယ်ဒါလုံးဝအကြောင်းပြီးချင်းဘာ experience မှမရှိရလူအခုမှ internship စစ်စင်ပြီးချင်းကိုစပေးတာပေါ့နော်ဒါပေမဲ့ဟိုတဖြည်းဖြည်းစေယုံနဲ့ကွာတယ်မြို့စေယုံကနေစေယုံလဲကွာတယ်မြို့ကနေမြို့လဲကွာတယ်ပေါ့တစ်မျိုးနဲ့တစ်မျိုးလည်းမတူကြဘူးဟိုလိုအဓိကမြို့ကြီးတွေမှာကြာရင်တိတ်လာစားမကောင်း
နယ်ဖက်ဒီမှာလူသူမရှိတဲ့နေရာတွေမှာတော့အလုံးလုံးနိုင်တယ်ဆိုရင်လာစားပူကောင်းတယ်အဲ့လိုပုံစံမျိုးဖြစ်သွားတာ government နဲ့ private နဲ့ဆိုရင်ကြတော့ government job လုပ်ရှင်တယ်ဆိုရင်နိုင်ငံသားအနေနဲ့လောလောလတ်လတ်မှာပေါ့နော်လုပ်လို့ရတာတခုပဲရှိရဒီ kizlai လို့ခေါ်တဲ့နေရာမှာလုပ်လို့ရတယ်ပေါ့နော် kizlai လို့ခေါ်တဲ့နေရာမှာလုပ်လို့ရတယ်ဒီသွေးလှူတဲ့ဟိုဘယ်လိုပြောမလဲသွေးလှူတဲ့ဌာနမှာပေါ့သွေးလှူတဲ့ဌာနမှာဖြစ်ဖြစ်တခြားဒီ kizlai ရဲ့အလုပ်တွေဖြစ်ဖြစ်ပုံအဲ့လုပ်ကိုတော့ကြည့်ပြန်တော့လေဒါပုံမှန်ဟိုဆရာဝန်တယောက်လုပ်ရတဲ့အလုပ်လို့လေမမြင်တော့ပြန်ဒါပေမဲ့လည်းဆရာဝန်တယောက်ကို government လိုအပ်ချက်အနေနဲ့နိုင်ငံသားတွေကိုလည်းအလုပ်ပေးတဲ့ခံထားတာပေါ့နော် private ကကြတော့ private စီးရုံတိုင်းမှာလုပ်လို့ရတယ်ဒါကတော့ position မျိုးစုံပဲဟို private မှာတော့ကြိုက်လို့ဝင်လုပ်ကြတာပဲစီးရုံတူစီးရုံလည်းစီးရုံကနေစီးရုံလည်းအများကြီးလာစားကြီးလည်းကွာကြတယ်လို့ရဲ့အချိန်တွေလည်းကွာကြတယ်ဟိုတကယ်ပြီးလူမြန်မာဘယ်လိုပြောမလဲဘယ်လိုပဲ idea ပေးရမှာပေါ့နော်ကျောင်းသားတယောက်ကဟိုစေးကျောင်းတက်ဖို့စဉ်းစားနေတယ်ဟိုတူရကီမှာစေးကျောင်းလာတက်ရှင်တယ်ဆိုလို့ရှိရင်เนาะအခုလို့အချိန်အနေနဲ့စေးကျောင်းလာတက်လို့ရှိရင်လည်းပြီးသွားလို့ရှိရင်ကြတော့ဟိုဘယ်လိုပြောတူရကီမှာလို့ဖို့အတွက်မျှော်လင့်လို့ရတယ်အဲ့လိုပုံစံမျိုးပေါ့အဲ့ဒီတော့နောက်ထပ်မေခွန်းတစ်ခုအနေနဲ့ပေါ့နော်ဟိုဒီကဗာမီလာကလည်းဆိုတော့ဟိုတူရကီမှာတဲ့ဒီသပင်စိုက်တာတွေဘာတွေနဲ့ပတ်သက်ပြီးတော့လေတဲ့အဲ့လိုမျိုးပေါ့နော်နာမည်ကြီးတယ်ကြားဘူးတယ်ပေါ့နော်ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုတိရလေးများရှင်းပြပေးပါအောင်ပြပြပေးပါအောင်တဲ့ကျွေးရမီးတဲ့သူကသပင်လာစိုက်ဖို့များစဉ်းစားနေရတာမသိဘူးနော်ဆိုတော့တူရကီမှာဟုတ်ပါတယ်ဒီသပင်စိုက်တဲ့ sector တော်တော်လေးကိုအောင်မြင်တယ်နာမည်ကြီးတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကျတော့အရင်ငါလုပ်ပေးဘူးတဲ့ experience ရှိတယ်ပေါ့သပင်လာစိုက်တာတို့မျက်ခုံးမွေးလာစိုက်တာတို့အဲ့လိုလာလုပ်တဲ့လူတွေကိုအကူအညီပေးဘူးတာလိုက်ပြီးတော့ဒီဝန်ဆောင်မှုပေးဘူးတာမျိုးတွေရှိတယ်ဆိုတော့ဘယ်လိုမျိုးပြောပြလို့ရလဲဆိုတော့အရင်တော့ဟိုခက်ခဲရှုပ်ထွေးတဲ့ process တော့မဟုတ်ပါဘူးဟိုမျက်ခုံးမွေးစိုက်တာတို့ဘာလို့ဆိုရင်လည်းအချိန်တရက်ထင်နဲ့ပြီးတယ်ပေါ့နော်သပင်စိုက်တာဆိုလည်းအဲ့လိုပဲအချိန်သပင်စိုက်တာတော့ဟိုပြန်ပြီးတော့ check up လုပ်ရတာတော့ရှိတာပေါ့နော်အခုလက်ရှိဟာပေါ့ပေါက်ဈေးပေါ့လက်ရှိသပင်စိုက်မယ်ဆိုရင်ဘယ်လောက်ကုန်ကြစည်ရှိနိုင်လဲပေါ့ဒါတော့ဟိုကိုဘယ်နည်းပညာကိုသုံးပြီးစိုက်မလဲနောက်ပြီးတော့ဟိုဘယ် package တွေယူမလဲပေါ့ဒီမှာတော့သူက package လိုက်တွေတခါတည်းအပြီးစီစဉ်ပေးတာမျိုးတွေရှိတယ်ဆိုတော့လေအကျန်းဖြင့်အခုလူတယောက်သပင်စိုက်မယ်ဆိုရင်တော့ဒေါ်လာ1500 1600ဝန်းကျင်တော့ရှိနိုင်တယ်အဲ့ဒီဟောပါနော် package တစ်ခုလုံးစားပေါ့အဲ့ထမှာဘာတွေပါလဲဆိုရင်ကျတော့သူကဇမင်ဆိုင်ပွင့်3ရက်နေပြီးတဲ့အခါကျရင်ပြန်ပြီးတော့တစ်ခေါက် check up လုပ်ပြီးတယ်နောက်ပြီးတော့သူတို့အိမ်မှာလိုအပ်တဲ့စီဝါတွေပါတယ်သူတို့ထောက်ပံ့ပေးတာရှိတယ်ပြီးတော့ဟို site ပြီးသွားလို့ပေါ့နော်ထားပါတော့တူရကီမှာဇမင်လာ site တဲ့ပြီးတော့ပြန်သွားတယ်ပေါ့သူနိုင်ငံသူပြန်သွားတယ်ဆိုရင်လည်းဒီ1 year within 1 year ပေါ့သူတို့ consultant လုပ်ပေးတယ်ပေါ့ကိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လို growth ဖြစ်လဲပါလဲလိုအပ်တာရှင်ဟိုစောင်းရန်ရှောင်းရန်တွေပေါ့အဲ့ဒါတွေသူတို့ပြပြပေးတာမျိုးရှိတယ်အခုနောက်ပိုင်းကျတော့သူတို့ဒီ DHI pan technique ပေါ့အဲ့လိုနာကျင်မှုမရှိတာတို့ဘာလို့ပေါ့နော်အရင်အဆင့်မြင့်လာတာပေါ့ပို့ပြီးတော့အဆင့်မြင့်တဲ့ဒီပညာရေးနဲ့စိုက်ပေးနေတယ်ဆိုတော့ဟုတ်တယ်ဒီ process လာစိုက်ရှင်တဲ့လူတယောက်စဉ်းစားမဲ့နံပါတ်1မိကုံကလာဆိုင်နာမလားပဲဟုတ်တယ်ဆိုတော့အခုကနာကျင်မှုမရှိပါဘူးဟိုစိုက်ပြီးရဲ့လူလည်းရှိတယ်ဟိုစိုက်ပြီးရဲ့လူဆိုတာဒီလိုပေါ့စိုက်ချင်းမှာတော့ဒီအဲ့ဒီလုပ်တဲ့ procedure တွေမှာတော့ဒီနာကျင်မှုမရှိတာတို့ဟိုအမှတန်ရမကြံခဲ့တာတို့ဒါမျိုးတွေသူတို့ကဟိုဖြစ်တာပေါ့နော်ဟိုနည်းနည်းပါးတော့ဒီကာလပြီးသွားလို့နည်းနည်းပါးနာကျင်မှုတွေပဲဒါတော့ရှိနေတာပေါ့နော်ဆိုတော့အဓိကတော့ဒီဟာတွေပါပဲဈေးနှုန်းတို့ဘယ်လောက်ကြာမလဲလို့ဆိုတော့မျက်ခုံးမွေးဆိုင်ရှင်တယ်ဒီတိုင်းပဲပေါ့မျက်ခုံးမွေးဆိုင်တာလည်းဒီတိုင်းပဲမျက်ခုံးမွေးဆိုင်တာကျတော့ဟိုသပင်ထက်ပိုမြန်တယ်ပေါ့သပင်ကျတော့ကိုကဘယ်လောက် area စိုက်မလဲဆိုတော့အချိန်ပေးရတာမျိုးရှိမျက်ခုံးမွေးဆိုင်တာကျတော့ဟို area နည်းနည်းလေးပဲဖြစ်တယ်ဆိုတော့မြန်ပါတယ်တရက်ထဲနဲ့ပြီးတဲ့ appointment ယူလိုက်ယူပြီးသူတို့ package လိုက်ပေါ့နော်လိုအပ်တဲ့စီဝါပေးလိုက်တယ်ပြီးတော့ဆောင်ရန်ရှောင်းရန်တွေကိုသူတို့ဟိုစာရွက်ထုတ်ပေးတယ်ပေါ့နော်ဘယ်လောက်ကလာဒီမှာဘာမလုပ်ရဘူးဘာလုပ်ရမယ်ပေါ့အဲ့လိုမျိုးလေးဆိုတော့တော်တော်လေးလွယ်ပါတယ်လာစိုက်တဲ့လူတွေလည်းအများကြီးရှိတယ်ဒီကဏ္ဍကလည်းတူရကီမှာတော်တော်လေးကိုအောင်မြင်နေတဲ့ကဏ္ဍလို့ပြောလို့ရပါတယ်အဲ့တော့မိတ်ဆွေတို့တွေကဆိုရင်စိုက်ခင်တဲ့လူရှိလို့ရှိရင်လေကျွန်တော်တို့ဗာမိစီယာ page မှာလာရောက်မေးမြန်းပြီးတော့ဆက်သွယ်ပြီးကျွန်တော်ရှင်းတယ်စုံစမ်းလို့ရပါတယ်ကျွန်တော် page မှာစီစဉ်ပေးရလားတို့လားစီစဉ်ပေးလားအကူကြီးလိုအပ်တာရှိရဆိုရင်တော့ကြံ့ပေးရတယ်ကျွန်တော်တို့တည်ရလေးတည်ရမလားဟို trip plan လေးပါဆွဲပြီးတော့လေသမီးလေးက site တဲ့ဟာလေးပါတခါတည်းပေါင်းပြီးလုပ်တာတွေပဲတည်ရမလားအခုထိတော့အဲ့လိုမျိုးတော့မဟုတ်ဘူးเนาะဟိုဒီတိုင်းပဲ individual လာမေးတာတွေပဲများတယ်တယောက်စားနှစ်ယောက်စားလို့လာမေးရလူရှင်တော့ကူညီပေးရလိုက်လုပ်ပြီးတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကြီးကျတော့တခြားနိုင်ငံတွေမှာကျတော့ဟ
ဟိုသူတို့က package နဲ့ရအောင် package လိုက်တခါလေလဲမယ် spin site တာလည်းလာလုပ်မယ်ပေါ့အဲ့လို PC လောက်တာ ဒီတော့ဆိုဂရုံးနေနဲ့ဒီသွေးလေးတွေထွက်ပြီး ဒီစိတ်တွေမှာဆိုမြင်ရပါတယ် ဒီစိတ်တွေမှာရအစားအများကြီးပဲဆိုတော့အဲ့ဒါလေးပေါ့နော်မိကုန်းနေရာလေးတိလာဟိုဘယ်လိုပြောမလဲပြောက်တော့ပဲအဲ့ဒီထဲမှာမှာပေါ့နော်အခုတွေ့တဲ့မိကုန်းနေရာနည်းနည်းလေးတော့ဟိုပါပေါ့နော်ကောင်းတယ်ပေါ့နော်မိကုန်းနေဒါဟိုပုံမှန်မင်းကြီးရဲ့ဟာမျိုးတော့မဟုတ်အကူတို့က single တွေလာတယ် ကိုမဖြစ်တယ် ဟုတ်ပါ ကျွန်တော်ကမိန်းမရှိပါတယ် မင်းကလည်းကြည့်ပါလေ ပြည်တဲ့ပုံစံ YouTube ရတယ်နော်ကျွန်တော်လည်းမိမရှိပါတယ်ဆိုတော့ကျွန်တော်နဲ့ကိုစမ်းမောင်နဲ့ကတော့အိမ်လုံးရှိပါတယ်ကျွန်တော်က single တွေမဟုတ်တော့ဘူးဆွေပြည့်နေဝန်နာနဲ့ဒါတခါလေးကြော်ညာပြီးလိုက်တာနော်ကျန်တဲ့နှစ်ယောက်ကတော့ မေးတဲ့လူမပါပဲဒီမှာ ကျန်တဲ့နှစ်ယောက်ကတော့ single ပါ အဲ့ပြည့်စုံကြီးစားတော့မရှိ နူးနူးထွတ်ထွတ်လေး အဲ့ဆိုရင်ဟိုကျွန်တော်တို့မိကုန်းလေးတွေလည်းနည်းနည်းပါဖြည့်ပြီးသွားပြီဆိုတော့ နည်းဘာ အဲ့ လို့ ဘော မ တော့ လို့ အများကြီးပဲဒီတပိုင်းကိုတော့ဒီမှာကျွန်တော် နားလိုက်ပါဦး လိုက်ပါဦး ကျွန်တော်တို့နောက်ခဏနေလို့ချင်းပြန်တွေ့တာပေါ့ ရှင်းနေတောင်းလိုက်